မိုက်ကယ်ကာရစ်လက်အောက်တောက်ပလာမယ့် Manchester United ကစားသမား9ဦးအားလုံးပဲမင်္ဂလာပါ City Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Manchester United ကတော့ယာယီနီးပြသစ် Michael Carrick နဲ့အတူအမြင့်ပြန်ဖို့ကြိုးစားနေပါတယ်ဒီဗီဒီယိုမှာတော့နီးပြသစ်လက်အောက်မှာခြေစွမ်းပြလာနိုင်မယ့်ကစားသမား9ဦးကိုရွေးထုတ်ပေးသွားခြင်းပါတယ်မစခင် CMB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါ United ယာယီနီးပြ Michael Carrick ရဲ့ပွဲဦးတော့ကတော့အဖွင့်လှခဲ့ပါတယ်ဒီမှာလူပြောများနေတာကခေတ်ဟောင်း Manchester United ဟန်ကိုပြန်တွေ့ခဲ့ရတယ်ဆိုတာမျိုးပါရလက်ထက်ပိုတဲ့ခံစားချက်မျိုးကိုပရိသတ်တွေကအလိုရှိနေကြပုံရပါတယ်တောင်မတိုက်စစ်တွေကိုအားပြုပြီးတိုက်စစ်ကိုပြန်လဲအသက်သွင်းထားတဲ့ Michael Carrick ရဲ့အသင်းကိုဒီ United Way လို့သုံးသက်သူတွေကစတင်မှတ်ချက်ပြုနေကြတာပါ၄နှစ်၃တစ်ကစားကွက်ကအသင်းကိုအကျိုးပြုခဲ့တယ်လို့တစ်ဖက်မှာ Michael Carrick က Sir Alex Ferguson ခေတ်ကဟန်ဘန်တွေကိုလည်းအသင်းကိုပြန်လဲတည်ဆောင်လာပါတယ်တန်ဘက်ကိုတံပြန်တိုက်စစ်နဲ့မထိုးနှက်ခင်ခံစစ်ကိုစိတ်ရှည်လက်ရှည်ကစားခြင်းကလည်းဒီထဲမှာပါဝင်နေတာပါဒါအပြင်အသင်းမှာကစားသမားတချို့ရဲ့အလင်းအမြန်တိုးတက်မှုတွေကိုလည်းတွေ့မြင်ခဲ့ရပါတယ်။ Carrick ရဲ့လက်အောက်မှာခြေစွမ်းပြလာမယ့်ကစားသမား9ယောက်ကိုကြည့်ကြပါမယ်။ပထမဆုံးတစ်ယောက်ကတော့ Bruno Fernandes ပါ။၄နှစ်၃တစ်ကစားကွက်ကိုပြန်လှည့်ခင်းကျင်းလာခြင်းမှာပထမဆုံးအကျိုးကျေးဇူးခံစားရမယ့်ကစားသမားကတော့ပေါ်တူဂီကွင်းလယ်ကစားသမား Bruno Fernandes ပါ။ကစားသမားစိတ်ကြိုက်နံပါတ်10 position ကိုပြန်လှည့်ကစားခွင့်ရနေပါတယ်။တခြား attacking midfielder တယောက်ကိုပံ့ပိုးရတာတွဲကစားပေးရတာနောက် box to box midfielder တယောက်ရဲ့တာဝန်တွေကိုလေ့လာရတဲ့အပိုင်းတွေ Fernandes တယောက်လုပ်ဖို့မလိုတော့ပါဘူး။ဒါကြောင့်လဲကျန်ခဲ့တဲ့ Man City နဲ့ပွဲမှာပုံမအားကောင်းပြီးလွတ်လပ်တဲ့ Fernandes ကိုပရိသတ်တွေမြင်တွေ့ခဲ့ရပါတယ်။နောက်ခံလူတွေကြားမှာစိတ်ကြိုက်လှုပ်ရှားခွင့်ရနေတဲ့ Fernandes စီကိုအသင်းပေါ်ကွင်းလယ်လူတွေအနေနဲ့စိတ်ကြိုက်ဘောလုံးပေးပို့လာနိုင်မှာပါ။ Man City နဲ့ပွဲမှာ Brian Mbeumo နဲ့တွဲပြီးဖိအားပေးခံရတဲ့အနေအထားတွေကနေဘောလုံးလက်ခံနိုင်တံပြန်တိုက်စစ်စတင်နိုင်တဲ့ Fernandes ကပဲ United တိုက်စစ်ရဲ့အဓိကလက်နက်တွေဖြစ်ခဲ့ပါတယ်။ဘောလုံးလက်ခံရတာနဲ့တပြိုင်နက်ပေါ်တူဂီသားအနေနဲ့တောင်မန်တွေကိုတိုက်စစ်လမ်းကြောင်းပြောင်းတာ Mbeumo ရဲ့ပြေးလမ်းကြောင်းနဲ့ချပေးတာတွေကိုစိတ်ကြိုက်ပြုလုပ်နိုင်ခဲ့တာပါ။မန်စီးနဲ့ပွဲမှာအခွင့်အရေးဖန်တီးမှု6ကြိမ်ဂိုးဖန်တီးမှု2ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ပက်ဂွာဒီယိုလာရဲ့မန်စီးကို Premier League ပွဲစဉ်မှာဒါမျိုးလုပ်နိုင်တဲ့ပထမဆုံးကစားသမားဖြစ်လဲမှတ်တမ်းဝင်ခဲ့တာပါ။ပွဲပြီးမှာ Carrick ကတော့ Fernandes ကိုတိတာကြပြီးဖြစ်ကြောင်းနဲ့ကစားသမားနဲ့လည်းပွဲအကြောင်းပြောပြခဲ့ပြီးနေရာလွတ်တွေကိုအသုံးချရမှာအင်မတန်ထူးချွန်သူဖြစ်ကြောင်းထုတ်ဖော်ချီးကျူးသွားပါတယ်။နောက်ထပ်ဆွဲထုတ်ပြခြင်းတဲ့တယောက်ကတော့ Casemiro ပါ။ Carrick ကဘောလုံးမရှိချိန်မှာ 4-4-2 mid block ကိုအသုံးပြုသွားပြီး Brazil ဝိုင်းကစားသမားအတွက်လည်းအကျိုးဖြစ်ထွန်းခဲ့ပါတယ်။ကျင်းခဲ့တဲ့စနေနေ့ကပွဲမှာ United က pressing မကစားဘဲခံစစ်မှာစုစုစည်းစည်းနဲ့ရှေ့အပြတ်မခံဖို့ကိုသာအဓိကထားသွားပါတယ်။ကစားသမားတစ်ယောက်နဲ့တစ်ယောက်ကြားနေရာယူထားပုံကကျင်းမြောင်းတာကြောင့်33နှစ်အရွယ် Casemiro အတွက်လောက်ရကန်ရပိုလွယ်ကူသွားပြီးပြေးအားကိုတိတ်သုံးစရာမလိုတာကြောင့်အန်ဂိုက်ဖြစ်သွားပါတယ်။ 4-4-2 ရှေ့က Casemiro Real မှာမြဲတယ်လို့ကစားပေးခဲ့ရတဲ့ပုံစံပါအမြင့်ဆုံးခြေစွမ်းကိုလည်းအဲဒီတုန်းကပြသနိုင်ခဲ့ပါတယ်။ Zinedine Zidane နဲ့ Carlo Ancelotti တို့ကလည်းခန်းစစ်ကစားချိန်မှာ mid block 4-4-2 ကိုပဲတောက်လျှောက်သုံးဆွဲခဲ့ကြတာတွေ့ရပြီး Carrick ကလည်းကျန်ခဲ့တဲ့ပွဲမှာအသုံးချသွားပါတယ်။ Casemiro က Manchester Derby မှာ Targets နဲ့ interception 6ကြိမ်စီပြုလုပ်သွားနိုင်ပါတယ်။ Wolves နဲ့ပွဲမှာ9ကြိမ်ပြုလုပ်နိုင်ခဲ့တာနဲ့နောက် City နဲ့ပွဲကတော့ Casemiro အတွက်ဒုတိယမြောက်အများဆုံးပွဲဖြစ်ခဲ့တာပါ။33နှစ်အရွယ် Brazil သားစီကအမြင့်ဆုံးပုံစံကို Michael Carrick ထုတ်ယူသွားနိုင်မလားဒါမဲ့ပွဲဒီမှာဆက်လက်ဆောင်ကြည့်သွားပါမယ်။နောက်တစ်ယောက်ကတော့ Kobbie Mainoo ပါ။နီးပြဟောင်း Ruben Amorim ရဲ့စိတ်ကြိုက်ကစားသမားမဖြစ်ခဲ့တာကြောင့်ပွဲဝေးနေတဲ့ Kobbie Mainoo ကတော့ကျန်ခဲ့တဲ့ပွဲမှာပထမဆုံးအချိန်ပွဲထွက်ကစားခွင့်ပြင်ရခဲ့ပါတယ်။ဒီ20နှစ်သားက Manchester United ရဲ့အနာဂတ်ကွင်းလယ်ကစားသမားလို့သတ်မှတ်ခြင်းခံခဲ့ရဘူးတာပါ။ဒါပြီးမှတော့သူ့ရဲ့လှုပ်အားနဲ့ ball carrying ရဲ့အရေးအသွေးကိုချပြခဲ့ပြီးအလားအလာကောင်းတွေကိုမြင်တွေ့ခဲ့ရပါတယ်။ Sky Sport ရဲ့ Monday Night Football မှာတင်ဆက်ခဲ့မှုအရဘောလုံးမရှိချိန်တွေမှာကစားသမားက 7.9 km အထိပြေးလွှားခဲ့ပြီးဒီရာသီ Premier League မှာ Man U ကစားသမားတွေထဲအများဆုံးပမာဏဖြစ်ခဲ့ပါတယ်။ Carrick ရဲ့ 4-2-3-1 formation ကြောင့်အင်္ဂလန်လူငယ်ကစားသမားတို့အကျိုးများခဲ့ပြီးသူ့စိတ်ကြိုက်နေရာမှာကစားခွင့်ရနေတာပါ။20နှစ်သားအနေနဲ့ Rodrigo တောက်လျှောက်လူပြတ်ကစားခဲ့ပြီးမူလနေရာကနေ position အောက်သွားခဲ့ရင် United တောင်မန်တွေက Casemiro ကိုဝင်ဖြည့်ကစားပေးသွားကြပါတယ်။ Carrick လက်ထက်စောင့်ကြည့်ရမယ့်ကစားသမားဖြစ် Kobbie Mainoo ရှိနေပါတယ်။နောက်တစ်ယောက်ကတော့ Harry Maguire ပါ။ Classic center back အတွဲဖြစ်တဲ့ Maguire နဲ့ Lisandro Martinez တို့ကလည်းလိုက်ဖက်ညီနေပါတယ်။တယောက်က aggressive type ဖြစ်ပြီးတယောက်ကလေတွေကဘောလုံးတွေကိုတားဆီးရမှာအားကောင်းနေတာပါ။ရိုးရှင်းတဲ့နီးဗျူဟာခန်းစစ်လိုင်းကိုနှိမ်ထားတာ 4-2-3-1 ရှိတ်ကိုအသုံးပြုတာတွေက Maguire ကိုပြိုင်ဘက်တိုက်စစ်မှုတွေကိုတားဆီးရမှာအကူအညီပေးနေပါတယ်။ကျန်ခဲ့တဲ့ပွဲမှာ Haaland အနေနဲ့ထိကျ14ချက်နဲ့အတူဒီယာဒီမှာတတိယအကြိမ်မြောက်ဂိုးပေါက်တဲ့ကံကြက်မရခဲ့တဲ့ပွဲလည်းဖြစ်ခဲ့တာပါ။ Michael Carrick ကတော့ Maguire ကိုရွေးချယ်တာကတော့ကစားသမားရဲ့ခေါင်းဆောင်နိုင်စွမ်းနဲ့အတွေ့အကြုံကြောင့်လို့ဆိုပါတယ်။ဒါ့အပြင် Martinez နဲ့ Maguire အတွဲကလုံလောက်တဲ့အခြေခံမာကျောမှုကိုအသင်းအတွက်ယူဆောင်လာပေးမယ်လို့လည်း Carrick ကယူဆနေပါတယ်။နောက်ဆုံးတစ်ယောက်က Ahmad ပါ။ Man U ပရိသတ်တွေအတွက်ကျင်းနေစရာဖြစ်ခဲ့တဲ့အချက်ကတောင်မန်တိုက်စစ်တွေရဲ့စီးမျောမှုပါ။
မယ်ယူခေအောင်ကလိုရတာမျိုးခံစားခဲ့ရပါတယ်လက်ရှိကစားကွက်မှာအကျိုးဖြစ်ထွန်းနေတဲ့ကစားသမားတွေတဲ့ညာတောင်ပံကစားသမားအာမက်လည်းပါဝင်နေတာပါကစားကွက်အရာတော့အားတန်တဲ့ညာတောင်ပံမှာပြန်လည်နေရာရနေပြီးနေရာလွတ်တွေထဲမှာစစ်ကြိုက်ဘောလုံးလက်ခံခွင့်ရရှိနေပါတယ်ဖာနန်ဒက်စ်မေနူအမ်ဘူမိုတို့ကတိုက်စစ်2ယောက်အနေထားကိုလှည့်ကျသွားနေပြီးပြိုင်ဘက်ကိုအတွင်းကိုဆွဲခေါ်စွန့်နိုင်တာကြောင့်တောင်ပံမှာအာမက်1ယောက်လွတ်လွတ်လပ်လပ်ကစားနိုင်တာပါချိန်ခဲ့တဲ့ဘောလုံးရာသီမှာကစားသမားကဂိုးပါဝင်ပတ်သက်မှု14ချိန်ထိလှုပ်ဆောင်နိုင်ခဲ့ပါတယ်26ပွဲမှာ6ဂိုးသွင်း6ဂိုးဖန်တီးနိုင်ခဲ့တာပါ136မိနစ်တိုင်းမှာတကူးနှုံးပါဝင်ပတ်သက်နေတယ်လို့ဆိုနိုင်ပါတယ်လက်ရှိနီးပြလက်အောက်မှာတော့မြန်နှုံးမြင့်အာမတ်တယောက်ဘလောက်အမြင့်ပြန်မလဲဆက်လက်ဆောင်ကြည့်သွားဖို့ရှိပါတယ်ဒါကတော့မိုက်ကယ်ကားရီလက်အောက်တောက်ပလာမယ့်မန်ချက်စတာယူနိုက်တက်ကစားသမား9ဦးကိုရွေးထုတ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ